Cheers. Hello everyone, good say no Christmas မှာဖះเจ้าတော်တက်မှာပဲဖြစ်ပါတယ်။ဖះเจ้าထဲမှာလူတွေအများကြီးဖြစ်နေပြီဖြစ်တဲ့အတွက်နေရာမရှိတော့တာကြောင့် good say no ထိုင်ကိုယူပြီးတော့အပြင်မှာပဲထိုင်ပြီးတော့ဖះရှိခိုးခဲ့ပါတယ်။အဲ့ဒီညက Christmas ညဖြစ်တဲ့အတွက်ကြောင့်ဖះเจ้าမှာလူတွေအပြည့်ပါပဲရှင်။အရင်နှစ်တွေကတော့ဖះရှိခိုးပြီးတော့ကျွေးအမွေလုပ်တဲ့အကျွေးအမွေလုပ်ပြီးတော့ဖျော်ဖြေပွဲတွေပါလုပ်ပါတယ်ဒီနှစ်မှာတော့အကျွေးအမွေပဲလုပ်ပါတယ်ဖျော်ဖြေပွဲမပါတော့ပါဘူးဒါနဲ့ပဲ father ကဖះเจ้าပြီးသွားရင်အကျွေးအမွေရှိပါတယ်ဆိုပြီးတော့ပြောပြခဲ့ပါတယ်สวัสดีค่ะအောက်တွေကတော့ကွက်ကျူနဲ့ကွက်ကြာပဲဖြစ်ပါတယ်ကူးစိန်တို့ကတော့ကွက်ကြာကိုတွားစားခဲ့ပါတယ်ဒီမှာဆိုမုတ်တွေအစင်တင်ထားပါတယ်ကူးစိန်တို့ကမုတ်တွေကိုယူပြီးတော့ခင်းရထက်ခဲ့ပါတယ်ပြီးတော့ဇွန်းတို့အချင်ရည်တို့ငရုတ်တီမုတ်တို့အတူတို့ကိုဒီဘက်ပွဲမှာထားခဲ့ပါတယ်ဒါကကိုကြိုက်တာကိုယူပြီးတော့ထပ်စားလို့ရပါတယ်လူတွေကအယမ်းများတဲ့အတွက်ကြောင့်ဂူးစိန်တို့လူတိုးပြီးတော့တက်ထည့်ရပါတယ်အစားအသောက်အယမ်းကျူးတဲ့ဂူးစိန်တို့ကတော့ဒီနေရာမှာပထမပါပဲရှင်ထိတ်ဆုံးမှာပဲဖြစ်ပါတယ်အရွက်လေးတွေထပ်ပေးထားတဲ့အချိန်မှာတော့ဂူးစိန်တယောက်ညီမလေးကိုလိုက်ရှာနေပါတယ်လူတွေကအယမ်းများတဲ့အတွက်ကြောင့်လူစုခွဲသွားတာပဲဖြစ်ပါတယ်ဒါနဲ့ပဲကူးစိန်တယောက်ရှာပုံတော်ဖွင့်ရပါတော့တယ်နောက်ဆုံးမှာတော့ညီမလေးကိုလည်းတွေ့သွားပြီโอเคဆိုလို့ရှိရင် AC ထိုင်စားတော့မှာပဲဖြစ်ပါတယ်ကူးစိန်တို့အပီဆွဲနေပါပြီไหลใครย้อยเลยนะแสดงว่าอร่อยหรือว่าเขาแกล้งใส่พริกให้เยอะหรือเปล่าကဲမုတ်လဲစားပြီးပြီဘိုက်လဲဝသွားပြီဆိုတော့ကူးစိန်တို့နှစ်ယောက်အချိုရည်တောက်ခဲ့ပါတယ် Cheers อันนี้อร่อยที่สุดเราก็เลยทำสิ่งนี้လက်မစားတော့ဘူးလားလေဒါနဲ့ပဲကူးစိန်တို့စားပြီးတောက်ပြီးသွားပြီဆိုတော့ဘိုက်ချောင်သွားအောင်မော်ရီရှိုလေးတွေနည်းနည်းပပရှောက်ဖြစ်ခဲ့ပါတယ်ဒီမှာတော့ Christmas tree လေးကိုဆန္ဒကလော့လေးနဲ့သူတို့ပြင်ဆင်ထားတာပဲဖြစ်ပါတယ်ဒီဘက်မှာဆိုရင်တော့မုတ်ကိုဖုတ်နေတာပဲဖြစ်ပါတယ်ရှင်။ဘာမုတ်လဲတော့မသိပါဘူးရှင်။သိတဲ့သူရှိလားရှင်။ဒါနဲ့ပဲကူးစိန်တို့ကလမ်းလျှောက်နေရင်းနဲ့မှအချိုရည်တွေတောက်ပြီးတော့မှအမောဖြစ်ခဲ့ကြပါတယ်။ Merry Christmas Merry Christmas Merry Christmas สวัสดีครับ Merry Christmas มาจากไหนเอ่ยvlog လေးကတော့ဒီလောက်ပါပဲရှင်အခုစရင် vlog ကိုကြည့်ရှုပေးကြတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင် bye bye